နေကိစ္စလေအဲ့ဒါကြောင့်နေတော့လို့ဆေးရတယ်ငါလုံချင်တာ အဲ့လိုတော့မလုပ်ပါနဲ့သမီးဒီနေ့ဒီချက်မရှိအန်တီတို့လမ်းမေးရောက်သွားမှာပေါ့သမီး ဟုတ်ပါတယ်ဒီနေ့အိမ်နဲ့ချော်တော့မလုပ်ပါနဲ့ငါတော့မှာပါရဲ့ သမီးရန်ကုန်မှာအလုပ်တော်လုပ်မယ်အလုပ်မဲရအောင်ရှာပြီးတော့အကျွေးရအောင်ဆက်မယ် ဟုတ်တယ်ဘယ်တော့လဲ ကျမကရှင်တို့ထင်တယ်လို့လူမျိုးမဟုတ်ဘူးလို့ပြောနေတယ်လေ 那你ဘာလုပ်လဲ မင်းလည်းဘာသာမပါဝင်ရှုပ်လား ငါချစ်သူအခုကော်ဖီဆိုင်မှာအမျိုးသမီးဝန်ထမ်း2ယောက်ရှိတယ် တင်ဦးလေပုံစံနဲ့ဥကြောင်ကြောင်နဲ့ သူကဒီဆိုင်ရဲ့ပိုင်ရှင်ကိုတီတန့်ရဲ့ပါတနာနင်သူ့ကိုရိုးရိုးတည်တည်ဆက်ဆံ ညောအဲ့လေတုတ်လိုက် ဒါတေးရဲ့အဝတ်စားပါ အဲ့ညောဝစ်စားလားတိပါခြေတုတ်လို့နိုင်တုတ်လို့ပြောနေတယ်ဒီနေ့ရတယ်ငါတွေ့ပြီးနေရတယ်မှာစိတ်ဓာတ်အကောင်းဆုံးပဲ ဖုန်းနံပါတ်ကလေကျွန်တော်တို့ဟိုပါပေါ့တာမန်ဆက်တွေရေးကလေးရတစ်ခုလိုပဲမြင်နေတာတကယ်တမ်းကျတော့အဲ့လောက်မကောင်းအဲ့လောက်မယိုရှင်းနေဘူး ငါတို့ကင်ရဲ့ဖုန်းနံပါတ်တွေကငါတို့ဘဝရဲ့ကံကြမ္မာတွေကိုချဲ့နေနေတာ ကိုယ့်ရဲ့ချစ်ကိုလက်ခံလို့ ငါရှေ့ကနေအခုချက်ချင်းထွက်သွား ဒီဟာမောက်ကိုနိုင်ဖို့အတွက်လုံးစီကတနည်းပဲရှိတယ် ဟုတ်ပါလေတီတီ